ရတယ်ကဲဟမ်ပြောနေကြတယ်နောက်ခေါင်းကွာအောင်ညလေအောင်ညလေဟမ်ဘယ်နဲ့ရှိတာဆက်ရနိုင်လားရက်ဆက်လိုက်လားကျွန်တော်ကျင်မနာဘူးလားမကျင်နာဘူးလားရောင်းပြန်နေပဲသူပြောတယ်ဟမ်ဘယ်လက်ထုတ်တာအမလက်ထုတ်တာအမလေး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 လက်တွေပြတ်ကူမှာပြီရက်ဆက်ဆက်ဖြတ်ပြတာတွေ့လားခောက်ထားတဲ့အတိုင်းပဲဟဲ့ရှားမရှိနဲ့ခြေလောက်ထုတ်တာဟင်ခြေလောက်ရှိနေသွားနိုင်သေးတယ်သွားခုံးမှာစိတ်မချအမလေးကတော့ပါရဲ့ဟုတ်တာဖေရဇုံမထားနဲ့ခြေလောက်နဲ့ကားစားခြေလောက်နဲ့ကားစားဟောဒုက္ခပါပဲဟုတ်လေကတော့ပါဘာတတ်နိုင်သေးဟမ်အဲ့ဒီအလကောင်ခုတ်တော့ကျုပ်ကဘယ်ဟာပြမှာလဲခင်ဗျာဒီဘက်ခုတ်ပါလားဘာဖြစ်လို့ဒီအလကောင်လည်းခုတ်တာလဲငါခုတ်တာဟောဒီဘက်နည်းနည်းရောက်တယ်ဒီဘက်ချက်တော့ပြဟုတ်ပါဘူးဟုတ်ပြီဘာလို့လက်ကဖြီးရတာမရှိပါဘူးပြပြီးသားပါထပ်ဖြတ်ရအောင်မပြတ်ပါနဲ့ဘယ်ဘက်ချက်တော့ကြံနေတယ်အမလေးအမလေးဘာတတ်နိုင်သေးလဲအမလေးမင်းလောက်ကောင်မျိုးတိုင်းပြည်ထားလို့မကောင်းဘူးအဲ့တော့ဖြတ်ဖောက်တင်ပြီးရေရော့ပြောမှာအမလေးနေအောင်အမလေးဆက်ရလိုက်လားအပြစ်တော်ကြီးလာကြီးလားနည်းနည်းမှခွင့်မလွတ်ကြတော့ဘူးလားရှားမရှင်းနဲ့ခင်ဗျာရှားမရှင်းနဲ့ရက်ဖောက်တင်ရေရော့ပြောဘာတတ်နိုင်အမလေးဘာတတ်နိုင်သေးလဲသူများဒီလိုပြတ်နေတာကိုရီနိုင်တယ်သူတို့ရီနိုင်တယ်ဒီတိုက်ထားလို့မရဘူးဖောင်းပေါ်တင်ပြီးပြောရမယ်ခဏနေအောင်ငါဖောင်းသွားယူအမလေးဖြစ်မှထွက်ရလေကြီးဟင်ဘာလို့ဒါဖောင်းဖောင်းမလဲဟုတ်ပြီဖောင်းပါပဲတဲ့ဟဲ့ရဒါအလုံထဲမှာစားရတာတိပါတယ်လှုပ်ဖောင်းဆိုရင်ဖောင်းရှားမရှင်းနဲ့ဖောင်းမကျွန်တော်ကိုတင်မယ်ပေါ့အမလေးပဲလေးနေလိုက်ဟာလေးတာလူကတည်းလောက်မလေးပါဘူးဝိတ်ကလေးနေလို့ပါကျွန်တော်ဝိတ်ကစားရလို့ရှိတော့အမလေးရက်ဆက်လာပြီလားပြောနေကြတယ်သေကြတဲ့သဘောနဲ့ဝေးလာနဲ့မျောလိုက်မယ်မင်းကနေသွားကျင်ရတာသွားတော့အမလေးကြကြပါဗျာဟာလေမိုးလိုက်ဟမ်ကြကြပါနမရေဟမ်ကဲပါဒီတော့ညီတော်လေးရမ်းမေးရနေဝေးအောင်လို့ဟမ်ဒီတော့နောက်တော့ခွန်တပါရှိတယ်နဲ့ကအမလေးအစာရည်သားပြတ်တော့တောနဲ့ထဲမှာဟမ်နာလုံး